စိတ်လာတဲ့ညအလယ်မှာအုတ်ထုတ်ချွန်နဲ့ဖြူရောင်အဝတ်စားတွေဝတ်ဆင်ထားကြတဲ့လူဖြူတစုဟာလဝါကတိုင်ကိုမီးရှို့ပြီးကြောက်မထွေကောင်းတဲ့သူရှင်ပေါဆုံးနေကြတယ်။မြို့ထဲကနေဖမ်းဆီးလာတဲ့လူမဲတယောက်ကိုတော့အရှင်းတွေဆုံးတဲ့အခါမှာရက်ဆက်စွာတပ်ပစ်လိုက်ကြပြီးပျော်ရွှင်စွာအိမ်ပြန်လာခဲ့ကြပါတော့တယ်။ဒီလိုဖြစ်စဉ်တွေကတချင်းအမေရိကန်နိုင်ငံမှာညတိုင်းလိုဖြစ်နေတဲ့ဖြစ်ရမှာဖြစ်စားလို့ပါ။လူမျိုးကြီးဝါဒအလွမ်းမိုးဆုံးနိုင်ငံဆိုရင်အခုဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတို့ဘယ်နိုင်ငံကိုပြေးမြင်မိကြပါသလဲ။ကျွန်တော်ကတော့အမေရိကန်နိုင်ငံကိုပဲမျက်လုံးနဲ့အရင်ဆုံးပြေးမြင်မိပါတယ်။တမိုင်းထဲမှာအခုချိန်ထိရောအမေရိကန်ရဲ့လူမျိုးကြီးဝါဒကမ္ဘာပေါ်မှာအကြီးဆုံးဖြစ်နေခဲ့တယ်။လူဖြူလူမဲခွဲခြားရေးဆိုရင်ပြောစမှတ်တွင်စရာရာဇဝင်ကြီးတစ်ခုချိန်ထိရောဖြစ်နေတော့မှာပဲ။ဒီထဲမှာမှကြောက်စရာအကောင်းဆုံးနဲ့နာမည်အကြီးဆုံးဂိုင်းတစ်ခုအကြောင်းပြောပြပေးချင်ပါတယ်။ဒီဂိုင်းကိုတော့ Ku Klux Klan, KKK, Triple K, Klan စတဲ့နာမည်မျိုးနဲ့ခေါ်ဆိုကြတယ်။ဒီ Klan ကပထမဆုံးသောလူမျိုးရေးခွဲခြားတာကိုအုပ်စုလိုက်ဂိုင်းဖွဲ့ပြီးလုပ်တဲ့ကမ္ဘာပထမဆုံးသောအဖွဲ့တစ်ခုပါ။ဒါဆိုရင် Ku Klux Klan ဘာလို့လူမဲတွေကိုလိုက်တက်နေကြလဲ။ဒီ Klan ရောဘယ်လိုမျိုးဖြစ်ပေါ်လာလဲ။ကလန်အနေနဲ့ပထမကလန်ဒုတိယကလန်နဲ့တတိယကလန်ဆိုပြီးတော့မှ၃ကဖွဲ့စည်းမှုတယ်ပထမဆုံး Ku Klux Klan ကိုတော့1865ဒီဇင်ဘာလမှာဖွဲ့စည်းခဲ့တာပါဖွဲ့စည်းခဲ့တော့ကတော့ American တပ်အရာရှိဟောင်းလူဖြူ6ယောက်နဲ့ပဲဖွဲ့စည်းခဲ့တာပါဖွဲ့စည်းခဲ့စဉ်ကကလန်ရဲ့အထူးရည်ရွယ်ချက်လူမဲတွေကိုခွဲခြားဆက်ဆံမှုနဲ့အခွင့်အရေးတွေမရအောင်လှုံ့ဆော်ကြဖို့အတွက်ပါပဲဒီလိုဖြစ်လာတယ်ဆိုတာအမေရိကန်ရဲ့ပြည်တွင်းစစ်အပြီးမှာဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်တွေရှိခဲ့ပြီးတော့14ခုမြောက်နဲ့15ခုမြောက်မှာလူမဲတွေကိုကျွန်အနေနဲ့မထားရှိကြတော့ပဲနိုင်ငံသားအခွင့်အရေးကိုအပြည့်အဝပေးရမယ်ဆိုတာနဲ့နိုင်ငံရေးကိစ္စတွေအထိပါလူမဲတွေကိုနေရာပေးလာခဲ့တာကြောင့်ပါဒါကိုလူဖြူတစုကလက်မခံခြင်းညပဲအုပ်စုဖွဲ့ပြီးတော့ဝါဒဖြန့်မှုကြံစည်ခဲ့ပါတယ်အလွယ်ပြောရရင်လူဖြူကြီးစိုးရေးလူမျိုးကြီးပါတော့ပေါ့ဗျာအစာပိုင်းမှာတော့စိတ်တက်လုံဆော်မှုတွေကိုသာလုပ်ခဲ့ပြီးမြဲနောက်ပိုင်းမှာတော့အကြမ်းဖက်မှုတွေအထိပါလုပ်လာခဲ့တယ်လူမဲအခွင့်အရေးလှုပ်ရှားသူတွေဆိုရင်လည်းဖမ်းဆီးတပ်ဖြတ်တာမျိုးတွေရှိပြီးတော့တခါတလေဆိုင်မဆိုင်လူမဲကိုမြင်တာနဲ့ဖမ်းဆီးတာရိုက်တက်တာတွေအထိပါလှုပ်လာကြတော့တာပါဒါကြောင့်အစိုးရဘက်ကတရားစွဲခဲ့ပြီးတော့1882ခုနှစ်မှာပဲပထမဆုံး Ku Klux Klan လည်းပျက်စီးခဲ့ရပါတယ်ဒါပေမဲ့လုံးဝကြီးဖျက်သိမ်းခံလိုက်ရတာမျိုးမဟုတ်ပဲနဲ့ဖွဲ့ဝင်တွေရဲ့စိတ်ထဲမှာအကြမ်းဖက်မှုတွေကနှိုးကြားရှင်သန်နေသေးပါပဲပထမကလန်တော့ကသူတို့ရဲ့အဝတ်စားတွေကိုအခုဒီပုံထဲမှာမြင်နေရတယ်လို့ပဲခေါင်းစုပ်အချွန်အုတ်ထုတ်တွေနဲ့ဝတ်ဆင်ခဲ့ကြပြီးတော့ကာလာအမျိုးမျိုးကိုဝတ်ဆင်ခဲ့ကြပါတယ်ဒီဝတ်ဆောင်ဝတ်ရတဲ့အဓိကအရွယ်ချက်ကတိတိကျကျမသိရပေမဲ့သူတို့ကဘာသာရေးနဲ့လူမျိုးရေးကိုတော်လှန်တဲ့ဂိုင်းတစ်ခုဆိုပြီးတိတတ်စေခြင်းလို့တော့မြင်မိပါတယ်အကြောင်းကတော့ဒီဝတ်ဆောင်တွေကစပိန်နိုင်ငံခရီးယန်ကက်သလစ်ယဉ်ကျေးမှုမှာအရန်အရေးပါတဲ့ဆယ်မာနာစန်တာကနေတိုက်ရိုက်ယူထားတာလို့ယူဆရလို့ပါပဲအဲ့ဒီပွဲမှာစောင်းတဲ့အုတ်ထုတ်ကက်ပီရိုတေးဟာဒီလိုမျိုးအချွန်တွေနဲ့ဖြစ်ပြီးတော့နောင်တတရားတွေနဲ့အပြစ်တွေကိုကောင်းကင်ဘုံစီကိုပို့ပေးနိုင်တယ်လို့ပြောကြပါတယ်ဒါပေမဲ့အရင်ကဒီအုတ်ထုတ်တွေကအပြစ်ရှိတဲ့သူတွေပဲစောင်းရတာပါအပြစ်ရှိသူဆိုတာကိုရှင်းပြရမယ်ဆိုရင်ကက်သလစ်ဘာသာမကူးပြောင်းတဲ့သူတွေကိုဆိုလိုတာဖြစ်ပြီးတော့အဲ့ဒီအုတ်ထုတ်တွေစောင်းပြီးတော့သူတို့ကိုအဆုံးစီရင်ခဲ့ရတာပါအခုတော့လွတ်လပ်စွာကိုးကွယ်ခွင့်ရှိနေတာကြောင့်ဒီအုတ်ထုတ်တွေကိုဘာသာရေးအမှတ်သားတစ်ခုအနေနဲ့သတ်မှတ်ပြီးတော့ဝတ်ဆင်နေကြတယ် Ku Klux Klan လည်းဒီလိုပဲငါတို့ကကက်သလစ်ကိုမကိုးကွယ်ဘူးကွာအဲ့တော့ဘာဖြစ်လဲအပြစ်ရှိလားဆိုပြီးရွဲ့ပြီးတော့စောင်းခဲ့ကြတာလို့ထင်ပါတယ်ဒုတိယ Ku Klux Klanဒီလိုနဲ့1915ခုနှစ်အရောက်မှာတော့ပထမဆုံး Ku Klux Klan ကြံခဲ့တဲ့လမ်းစဉ်တွေနဲ့မှတ်တမ်းတွေနဲ့အတူဒုတိယ Klan ကပေါ်ပေါက်လာခဲ့ပါတယ်ဒါပေမဲ့သူတို့ကပထမ Ku Klux Klan ကိုတော့ပုံတူယူထားတာမျိုးတော့မဟုတ်ပါဘူးပြီးတော့ Ever Kid ကအရန်နာမည်ကြီးတဲ့ The Birth of the Nation ဆိုတဲ့ရုပ်ရှင်ဟာဒီ Klan ရဲ့အခြေခံဖြစ်လာခဲ့တာပါပဲဒီဇလန်မှာလူမဲတွေကြောင့်လူဖြူတွေရဲ့ဆုံးရှုံးနေတာခဲ့ရတာတွေနဲ့လူမဲတွေရဲ့မကောင်းတဲ့စိတ်ထားတွေကိုအသားပေးရိုက်ကူးခဲ့တဲ့ရုပ်ရှင်တစ်ခုပါခုထိလည်း YouTube မှာတင်ထားတာမို့စိတ်ဝင်စားတဲ့ဆိုသွားကြည့်လို့ရပါတယ်ဒုတိယကလန်ကပထမကလန်ထပ်ပို့ပြီးအမျိုးဘာသာစိတ်ဓာတ်တွေပိုပြင်းထန်လာခဲ့ပါတယ်ဒီကလန်ရဲ့လက်ထက်မှာတော့အရင်ကဝတ်ဆင်ခဲ့တဲ့အဝတ်စားတွေကိုအနှဲငယ်အဆင်မြင့်တင်ခဲ့ပါတယ်အရင်ကလိုပောက်ကရဝတ်စုံတွေဆင်မြန်းတာမျိုးမရှိတော့ဘဲနဲ့အဖြူကိုပဲဝတ်ဆင်တယ်ပြီးတော့အဖွဲရဲ့တစ်စိတ်ကိုလည်းအဝတ်စားပေါ်မှာတေချာလေးကိုရိုက်နှိပ်ထားခဲ့ဒီလိုပုံစံအသစ်တွေနဲ့ပေါ်ပေါက်လာခဲ့တာကြောင့်တခဏအတွင်းမှာပဲအဖွဲဝင်ပေါင်း3တန်းကနေ6တန်းကြားတဲ့အထိရှိလာခဲ့တယ်အတိအကျတော့မသိရသေးပေမဲ့ဒီအရေးအတွက်ထက်လည်းပိုပြီးတော့ရှိခဲ့တယ်လို့လည်းပြောနေကြတယ်အခုလိုလူများတဲ့အကြောင်းရင်းကလည်းတချို့မှတ်တမ်းတွေမှာအဖွဲ့ဝင်တွေကိုလစာပေးတာကြောင့်လို့ဖော်ပြထားတယ်။ဘာပဲပြောအခုလိုအဖွဲ့ဝင်များလာတာအဖွဲ့အစည်းအနေနဲ့သူတို့ရဲ့ရည်မှန်းချက်တွေကိုထိထိရောက်ရောက်အကောင့်ထဲပေါ်နိုင်တာမျိုးလို့ယူဆပါတယ်။1941ခုနှစ်မှာထုတ်လုပ်တဲ့ The Mind of the South ဆိုတဲ့စာအုပ်မှာဒုတိယကလန်နဲ့ပတ်သက်ပြီးအကြမ်းဖက်သမားတွေလူမဲဆန့်ကျင်ရေးသမားတွေနိုင်ငံသားဆန့်ကျင်ရေးသမားတွေကက်သလစ်ဆန့်ကျင်ရေးသမားတွေဂျူးဆန့်ကျင်ရေးသမားတွေစတဲ့သုံးနှုန်းချက်တွေအများကြီးကိုပါဝင်နေပါတယ်။ဒါကိုကြည့်ရင် Ever Kid ကဘလောက်တော့ကြောက်စရာကောင်းတဲ့ဂိုင်းလဲဆိုတာသိတာနေပါပြီ။လူမဲတွေမကပဲနဲ့ဂျူးတွေရောရွှေပြောင်းနေထိုင်တဲ့သူတွေကိုပါဒုက္ခပေးဖို့စဉ်းစားခဲ့ကြတာပါပြီးတော့လက်ဝါးကတိုင်ကိုမီးရှို့တာမီးထုတ်တွေကင်ပြီးတော့စီတန်းလဲ့လေတာကြောက်စရာသချင်းတွေနဲ့ပူဇော်ပွဲတွေကျင်းပတာတို့ကိုလည်းညတိုင်းလိုလုပ်ခဲ့ကြပါသေးတယ်တဖြည်းဖြည်းနဲ့အဖွဲ့ကအင်အားကြီးမှလာတဲ့အမျှသူတို့ရဲ့ရက်စက်ရုံမှမှုတွေကပိုပြီးတော့ဆိုးဝါးလာခဲ့ပါတယ်မလိုအပ်ဘဲနဲ့ဘုံဖောက်ခွဲတာလူနည်းစုတိုင်းရင်းသားတွေကိုပါတတ်တာတွေကိုထမင်းစားရေတောက်တလူမျိုးလှုပ်လာကြတာပါပဲ
1923 ခုနှစ်မှာတော့ခေါင်းဆောင်ကိစ္စတွေလုပ်ငန်းစဉ်တွေနဲ့ပတ်သက်တာတွေအဖွဲ့တွင်းအငင်းပွားစရာတွေဖြစ်ခဲ့ပြီးတော့ဂိုင်းနှကိုင်းကွဲသွားခဲ့ပါတော့တယ်။အင်အားကောင်းနေတဲ့အဖွဲ့အစည်းကသူတို့အချင်းချင်းတော့မတည့်ကြတော့ပါဘူး။ပထမမူလအဖွဲ့ကတော့တောင်ပိုင်းမှာအင်အားကြီးပြီးတော့နောက်ထပ်ခွဲထွက်သွားတဲ့အဖွဲ့ကတော့အလယ်ပိုင်းမှာအင်အားကြီးမှလာခဲ့တယ်။ဒီလိုမျိုးအဖွဲ့တွင်းမငြိမ်သက်မှုတွေနဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေများလာတာကြောင့်ပဲအဖွဲ့ဝင်တွေတဖြည်းဖြည်းလျော့နေလာခဲ့ပြီးတော့1940ခုနှစ်ဝန်းကျင်လောက်မှာတော့အဖွဲ့အစည်းလုံးဝပျောက်ကွယ်သွားခဲ့ပါတော့တယ်။တတိယကလန်ကျောင်းဆက်မသွားခင်မှာအချိန်မရှိလို့စာမဖတ်ပြဘူးဆိုတဲ့သူတွေအတွက်နိုင်ငံတကာကဘာကျော်စာရေးဆရာတွေရဲ့စာအုပ်ပေါင်း600ကျော်မြန်မာဘာသာပြန်ပေးထားပြီးတော့အတန်နဲ့ရောစာနဲ့ပါဖတ်ရှုနားဆင်ခြင်းနဲ့ဆိုရင်ရွှေနှုတ် application မှာအနှစ်ချုပ်သွားရောက်ဖတ်ရှုနားဆင်လို့ရပြီဆိုတာကိုသတင်းကောင်းပါလိုက်မယ်။အနှစ်ချုပ်နဲ့တင်အားမရလို့အစာဆုံးဖတ်ခြင်းနဲ့ဆိုရင်လည်း full audio အနေနဲ့အစာဆုံးနားထောင်လို့ရနေပြီဖြစ်တာကြောင့်အခုပဲ Play Store နဲ့ App Store မှာ download သွားဆဲဖို့အတွက်တိုက်တွန်းလိုက်ပါတယ်။တတိယ Cool Class Clan ဒီတော့တတိယကလန်ကျောင်းကိုဆက်သွားလိုက်ရအောင်1946မှာတော့တတိယကလန်ကိုခန်းနားတွေနဲ့ပြန်ပြီးတော့ဖွဲ့စည်းခဲ့ပါတယ်သူတို့တတိယခုကလစ်ကလန်ကိုဖွဲ့စည်းတဲ့အချိန်ကဒုတိယကလန်ပြတ်ဆုံးသွားတဲ့အချိန်နဲ့မဝေးတာကြောင့်အဖွဲ့ဝင်အင်အားကတော့တိတ်မရှိခဲ့ပါဘူးဒါကြောင့်ပဲအရင်ကတကွဲတပြားဖြစ်နေခဲ့တဲ့ကလန်အဖွဲ့ဝင်တွေကိုစုစည်းဖို့အတွက်တွေ့ဆုံပွဲတွေနဲ့ဆွေးနွေးပွဲတွေကိုလှုပ်ဆောင်ခဲ့ကြပါတယ်ပြီးတော့ဒီတတိယမြောက်ကလန်ကရှစ်ကလန်တွေရဲ့ဦးဆောင်သူတွေရဲ့လိုအပ်ချက်တွေနဲ့သင်ခန်းစာတွေကိုတေချာသုံးသပ်ခဲ့ကြပြီးတော့အခုတစ်ခေါက်ကလန်ထောင်တဲ့အချိန်မှာတေချာကိုဖွဲ့စည်းခဲ့ကြတာပါသူတို့ကတခြားခိုင်းတွေနဲ့ပေါင်းစည်းခဲ့ကြတယ်ပြီးတော့သူတို့ကိုယ်တိုင်ကလည်းအဖွဲ့ကိုတစ်ခုတည်းမထားတော့ဘဲနဲ့နေမီတော်တော်များများမှာဖွဲ့စည်းလာခဲ့တယ်မှတ်တမ်းတွေအရဆိုရင်တတိယကလန်ကအဖွဲ့14ခုနဲ့ပေါင်းစည်းထားတယ်လို့ဆိုကြပါတယ်ဒါပေမဲ့အရင်လိုမျက်စိရှုပ်စရာရန်ကားမှုတွေနဲ့ပြည့်နှက်နေတဲ့ကလန်တော့မဟုတ်တော့ပါဘူးဒီလိုပြောလို့အကြမ်းဖက်မှုတွေတော့မလုပ်တော့ဘူးလို့တော့မဆိုလိုပါဘူးမလိုအပ်တဲ့မထီးရောက်ပဲနဲ့မရန်ကားတော့တာကိုပြောချင်တာပါ1950လောက်မှာလူမဲတွေနေတဲ့ရွာတွေနဲ့အိမ်တွေကိုမီးရှို့တာဘုံဖောက်ခွဲတာတွေစတာတွေလုပ်ခဲ့ရပါသေးတယ်အရင်အထက်လူပိုသေးပြီးတော့ပိုထီရောက်တဲ့လူသက်မှုတွေရန်ကားမှုတွေနဲ့မီးရှို့မှုတွေကိုပုံမှန်အတိုင်းကိုလှုပ်ဆောင်ခဲ့တယ်1963ခုနှစ်မှာတော့လူခွင့်ရေးလှုပ်ရှားသူတွေကိုတပ်ဖြတ်ခဲ့ကြတာကြောင့်ဖွဲ့ဝင်တော်တော်များများဖမ်းဆီးခံခဲ့ရပြီးတော့အစိုးရကိုယ်တိုင်ကအကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်တာကိုခံလိုက်ရပါတော့တယ်ဒါပေမဲ့လွတ်လပ်စွာအဖွဲ့အစည်းထောင်ခွင့်ဥပဒေအရဒီအဖွဲ့အစည်းကနိုင်ငံတော်ရဲ့ပိတ်သိမ်းတာကိုတော့မခံရပါဘူးဒီအချက်တွေကအဖွဲ့ကိုပို့ပြီးတော့ဆက်အားထပ်တန်လာစေခဲ့ပြီးတော့နောက်ပိုင်းမှာတတိယခုကလစ်ကလန်ရဲ့လှုပ်ရှားမှုတွေအရှိန်ဟုန်နဲ့မြင့်တက်လာခဲ့ပါတယ်အထူးသဖြင့်လူသူတိတ်ဆိတ်တဲ့ညဘက်တွေမှာမီးထုတ်တွေကိုကင်ဆွဲတာစီတန်းသွားလာတာတွေကိုလုပ်ကြပြီးတော့လူအခွင့်အရေးလှုပ်ရှားသူတွေရဲ့အိမ်တွေလူမဲတွေရဲ့နေအိမ်တွေနဲ့ရွှေပြောင်းလုပ်သားတွေရဲ့နေအိမ်တွေကိုမီးရှို့ခဲ့ကြတယ်ပြီးတော့အဲ့လူတွေကိုလည်းဖမ်းဆီးခေါ်ဆောင်လာကြပြီးတော့မီးရှို့တပ်ဖြတ်ကြတာမျိုးတွေလည်းရှိပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ဒီအမေရိကန်ပြည်တွင်းနဲ့အလုပ်ရုံတွေနဲ့အစိုးရလုပ်ငန်းတွေမှာလူမဲလုပ်သားတွေကိုမခံဖို့အတွက်စာနာပြစုဘူးတောင်းကျမ်းတာမျိုးတွေရှိခဲ့ပါတယ်။အဲဒါကြောင့်ပဲ1982ခုနှစ်မှာအစိုးရဘက်ကမာရှယ်လောနဲ့ KKK အဖွဲ့ကိုဖိနှိပ်တဲ့ဥပဒေတွေကိုရေးဆွဲခဲ့တယ်။အစိုးရအဖွဲ့တွေအနေနဲ့လည်းသူတို့ရဲ့လှုပ်ရှားမှုတွေကိုအ ਨੇ ဆုံးဖြစ်အောင်ထိန်းထားနိုင်ခဲ့ပြီးတော့တိုးတက်လာတဲ့ဥပဒေတွေကြောင့်ဖမ်းဆီးထောင်ကြတာမျိုးတွေအထိပါလှုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ဒီလိုနဲ့တတိယခုကလစ်ကလန်လည်းအဖြည်းဖြည်းတိမ်မြုပ်ပြောက်ကွယ်လာခဲ့ပါတော့တယ်။တတိယကလန်ဟာဖြိုခွင်းခံလိုက်ရတယ်ဆိုတာထက်သူတို့ရဲ့ရည်မှန်းချက်တွေအောင်မြင်သွားတာကြောင့်လှုပ်ရှားမှုတွေဆက်မလုပ်ကြတော့တာလို့ပြောရင်တော့ပုံမှန်မယ်လို့ထင်ပါတယ်။ဟိုးရှေ့တုန်းကပြောခဲ့သလိုပဲသူတို့ရဲ့အဓိကရည်ရွယ်ချက်ကလူမျိုးကြီးဝါဒကြီးထွားလာဖို့အတွက်ဖြစ်ပြီးတော့လူမဲတွေကိုနေရာမပေးဖို့ကိစ္စတွေပဲဖြစ်ပါတယ်။သူတို့ရဲ့ကြိုးပမ်းမှုတွေကလူဖြူတွေကြားထဲမှာနှစ်ပေါင်းတော်တော်လေးကိုကြားတဲ့အထိကို brain wash လုပ်ခံထားရတာပါ။ဒီလိုကနေလူဖြူတွေရဲ့ယာဂိုင်နှုန်းတော်တော်များများကလူဖြူလူမဲခွဲခြားဆက်ဆံလာခဲ့ပြီးတော့ဒီဝါဒအခုချိန်ထိအသက်ဝင်နေသေးပါပဲ။ KKK လို့မခံယူထားဘူးပြီးတော့အဖွဲ့ဝင်လည်းမဟုတ်ဘူးထောက်လဲထောက်ခံတဲ့လူမဟုတ်ဘူးဒါတောင်မှသူတို့ရဲ့လမ်းစဉ်တချို့ကလူဖြူတွေရဲ့ယင်ထဲမှာရှိနေတော့မှာပဲအခုလက်ရှိမှာအမေရိကန်တွေအနေနဲ့ကိုယ့်လူမျိုးကိုယ့်ဘာသာဆိုတဲ့စိတ်တွေတဖန်ပြန်ပြီးကြီးစိုးလာတယ်လို့ခံစားရပြီးတော့တမိုင်းလေးလာသူတွေအနေနဲ့ခုကလစ်ကလန်ပြန်ပေါက်ဖွာလာမှာကိုစိတ်ပူနေကြရပါတယ်ဒီတော့အခုပြောပြပေးသွားတာတွေက KKK လို့တစ်မျိုးကလန်လို့တစ်ပုံခုကလစ်ကလန်လို့တနည်းအမျိုးမျိုးပုံစံနဲ့လူသိများခဲ့တဲ့ပထမဆုံးတော့အကြမ်းဖက်လူမျိုးရေးခွဲခြားတဲ့ဂိုင်းတစ်ခုပဲဖြစ်ပါတယ်ဒီကလန်က1865ကနေတည်ထောင်ခဲ့တာဖြစ်ပြီးတော့အခုချိန်ထိတောင်သူတို့ရဲ့လမ်းစဉ်တွေအသက်ဝင်နေစေဂိုင်းတစ်ခုလည်းဖြစ်နေပါတယ်အကြမ်းဖက်သမားတွေလူမျိုးရေးခွဲခြားတဲ့သူတွေရန်ကားတဲ့သူတွေနဲ့ဘာသာမဲ့တွေစတဲ့မကောင်းတဲ့ဂုဏ်ပုဒ်တွေကိုအရေးမထားဘဲနဲ့သူတို့ရဲ့ယုံကြည်ရာကိုပဲဆက်ပြီးတော့လုပ်နေကြကြတာပါအကြမ်းဖက်တပ်ဖြတ်ရတဲ့အလုပ်ဖြစ်နေရင်တောင်မှနောက်မဆုတ်ဘဲနဲ့လှုပ်ရဲတဲ့အမေရိကန်လူမျိုးကြီးဝါဒကတစ်ချိန်ကဘလောက်တောင်ကြောက်စရာကောင်းခဲ့မလဲဆိုတာကိုခေတ်သစ်ရဲ့လူမျိုးကြီးဝါဒကြီးစိုးလာတဲ့အမျှတိကိုတိထားတဲ့အချက်လက်တွေပဲဖြစ်ပါတယ်ဒီလိုခေတ်သစ်လူမျိုးကြီးဝါဒကြီးစိုးမှုကြောင့်စတုတ်ထမြောက်ခုကလစ်ကလန်ပေါ်လာနိုင်သေးလားဆိုတဲ့အချက်ကတော့ဘယ်သူမှခံမှန်းလို့မရတဲ့အခြေအနေတစ်ခုပါပဲအခုဒီဗီဒီယိုကနေကြည့်နေတဲ့မိတ်ဆွေတို့ရောအမေရိကန်နိုင်ငံလိုလူမျိုးကြီးဝါဒကြီးစိုးတဲ့နိုင်ငံတွေအကြောင်းသိထားတာရှိရင်တခြားလူတွေလည်းဘ ഹു တုဒရအောင် comment ထဲမှာမျှဝေပေးဖို့ဖိတ်ခေါ်ရင်းနဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ရွှေနှုတ် app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်10အုပ်တောင်ဖတ်လို့ရပြီနော်နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်နဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ် application အသုံးပြုပုံအသေးစိတ်ကိုလည်းရွှေနှုတ် Facebook page မှာမြင်နိုင်ပါတယ်ရှင်